ဘဝမှာကိုကြောက်ဒုက္ခရောက်ဘူးလဲဆိုတော့တော်တော်များများတော့ရှိခဲ့ဘူးပဲအချင်းနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားတော့မရှိခဲ့ဘူးတမီးဘဝမှာတမီးက very independent ဘဝမှာကိုကြောက်ဒုက္ခရောက်ဘူးလဲဆိုတော့တော်တော်များများတော့ရှိခဲ့ဘူးပဲmostly ကတော့တေးဟိုအခုနဖြေလိုက်တဲ့အဖြေမှာပဲတမီ relationship ဆိုတော့ကိုကတကိုယ်တည်းက independent person ဆိုတော့ကိုအလုပ်ရှုပ်နေတဲ့အချိန်အလုပ်သူတို့အချိန်မပေးနိုင်တဲ့အချိန်ဆိုရင်တမီကမပေးဘဲနဲ့narcissistic လိုမျိုးပုံစံဖြစ်သွားတဲ့အချိန်သူတို့ကလည်းတမီကို afford relationship မှာ afford မထည့်ဘူးလို့ပြန်ပြောရင်တိန်လဲမဝင်ခံစေချင်တော့သူတို့မကြိုက်ရင်လည်းဖြတ်လိုက်တယ်တိန်ကတိတ်ပြီးတော့စိတ်ထဲအဲ့လိုမျိုးမခံစားတတ်ဘူးဆိုတော့တော်များများလူတွေတော့တငယ်ချင်းတွေလည်းတူတူပဲတငယ်ချင်းတွေစကားမပြောချင်ဘူးဘာဖြစ်တယ်ဆိုတော့တခုဖြစ်တာနဲ့တမီးကချက်ချင်း cut off လုပ်တယ်ဆိုတော့အဲ့တခုတော့တမီးရှိရဲ့ကိုကတကယ်တမ်းကတော့အဆင်မပြေနေဘူးပေါ့နော်ဒါပေမဲ့အဆင်ပြေအောင်ဖန်ဆောင်ရတဲ့အခြေအနေရှိတယ်လေအဲ့ဒါမျိုးဖြစ်ပြတယ်ဆိုအဲ့တဲ့လို့ဖြစ်ပြတယ်အများကြီးရှိတယ်အဲ့တဲ့အဖြစ်တစ်ခုလောက်ပြောပြပါဖြစ်ပျက်ကတော့အဆင်မပြေတာတော့အခု recently ပေါ့ဒီအခု full time အလုပ်ရပြီးတော့လုပ်နေတဲ့အချိန်မှာတမီးရဲ့အလုပ်ရှင်တွေကအလုပ်တွေပို့ပေးရဆိုရင်တမီးကတိတ်ပြီးတော့မပြောရဲဘူးဆိုတော့နည်းနည်းကိုလိုပြောရမယ်ကိုက helpless ဖြစ်ခဲ့ဘဝမှာဘယ်တော့မှမေ့လို့မရတဲ့လူဆိုရင်တမီးအဖိုးဖြစ်ပါတယ်။တိန်ဖိုးဆိုတာသူကလွန်ခဲ့တဲ့9နှစ်ကျော်ကပဲဆုံးသွားပြီးတော့မဆုံးခင်ကလည်းသူနဲ့တမီးနဲ့အမြဲတမ်းအတူတူသူနေမကောင်းတဲ့အချိန်တမီးပဲဂရုစိုက်ပေးရပြီးတော့တမီးအဖေမေရန်ကုန်မှာနေသူနဲ့ရွာမှာ2နှစ်3နှစ်4နှစ်လောက်သွားနေပြီသူနဲ့ပဲတမီးနဲ့ပဲစကားအတူတူပြောတာသူဆုံးသွားတဲ့အချိန်တမီးအရင်ဝန်နေမိတယ်ပြီးတော့သူကလည်းတမီးအပေါ်မှာအရန်ကောင်းတော့သူပြောခဲ့တဲ့စကားတွေအကုန်လုံးတင်ခုဒီမှတ်မိတယ်နောက်ဆုံးငိုပြစ်ခဲ့တဲ့အချိန်ကတော့တမီးပမာပြည်ကိုထွက်ခွာတော့ပေါ့ဆိုရင်2022ကတမီးအရန်ချစ်ရတဲ့တမီးအဖေနဲ့အမေကိုထွက်ခွာတဲ့အချိန်မှာသူတို့ရှိမှတော့မငိုခဲ့ရအောင်ဒါပေမဲ့သူဒီရောက်တဲ့ချိန်နဲ့ပြီးတော့နောက်အဲ့တလလုံးဝမ်းနေပြီးတော့ငိုခဲ့တယ်အဲ့ဒါတော့ရှိတယ်